နေ့တစ်ကိုတေးတမန်နဲ့စတင်လိုက်တဲ့ Manchester United အားလုံးပဲမင်္ဂလာပါဗျာဦးဆန်း Football Show ကနေပြန်လည်ကြိုလိုက်ပါတယ်အချိန်ဒေသပြောင်းလဲသွားတဲ့ United ရုံးကန်နေရတဲ့ပုံစံကွယ်ကြီးကတော့ဘာမှမပြောင်းလဲသေးပဲ United လို့တန်းစင်းဆောင်အထက်ကအသင်းကိုအနိုင်ကစားနိုင်ဖို့နေတာတေးတမန်ရဖို့ခက်ခဲကစားခဲ့ရပါတယ်ပွဲမစားခင်ကတည်းက Liberator ရဲ့ကြွေးကြော်အတန်တွေက Ellen Road ကွင်းခွင်မှာဆွညံနေပြီးရလက်ကောင်ရဖို့ရုံးကန်နေရ United အတွက်တော့တကယ်ငရဲကန်တစ်ခုကိုရောက်သွားသလိုခန်းစားချက်မျိုးဖြစ်နေခဲ့ပါတယ်Premier League 6ပွဲဆန်ရှုံးဝဲမရှိထားတဲ့လေအသင်းက United တဲ့ဆိုင်အဆင့်ကွာခြားချက်ကြီးရဆိုပေမဲ့ဒီဟာဒီတန်းတက်အသင်းတွေထဲမှာခန်းစစ်အတော်လေးမှကြောတဲ့အသင်းပါ United လိုအသင်းကိုအင်္ဂလန်မှာမမထန်တန်ကစားပြနိုင်ခဲ့တယ်လို့ဒုတိယပိုင်းမှာ United အသင်းကိုဦးဆောင်ကိုအရင်သွင်းနိုင်ခဲ့တဲ့အသင်းလေးဖြစ်ပါတယ်ပွဲချင်း60မိနစ်မှာသွင်းယူခဲ့တဲ့လေအသင်းရဲ့အဖွင့်ဂိုးကကွင်းထဲက United ပရိသတ်တွေကိုခေါင်းကိုင်းဆိုင်သွားကြစေခဲ့တယ်လို့Amorim အတွက်လည်းကောင်းကြီးသွားစေခဲ့ပါတယ်ပွဲချင်း65မိနစ်မှာလူစားဝင်ကစားမဆန်စီရဲ့ဖန်တီးမှုကနေကွန်ညာချေပါကိုပြန်သွင်းနိုင်ခဲ့လို့သာ United တို့လိုဒုက္ခိတပြားထုတ်နေတဲ့အသင်းတတရသွားခဲ့တာပါမော်အင်နှစ်သစ်မှာဒုတိယမြောက်အထုတ်ခံရတဲ့နေပြာကအမော်ရင်ဖြစ်လာနိုင်ပါတယ်လက်ချန်မနေ့တင်မှာ United တို့ဂိုးထဲရောက်နိုင်ဖို့နေတာတော့ကစားမတွေကစာသေးတမတ်ကိုမမောလောက်ဆရာပုံစံနဲ့ကစားပြသွားခဲ့ပါတယ်ဒါမှ Manchester United ရဲ့လက်ရှိအခြေအနေမှန်ကိုပြသလိုက်သလိုပါပဲ United ကိုလောင်ပြောင်ခြင်းနဲ့စကောတင်းဖန်တွေအတွက်တော့ United က United ပါပဲဆိုတဲ့စကားကိုထပ်ပြောဖို့အခွင့်အရေးရသွားစေခဲ့ပါတယ်အခြေအနေဘလောက်ပဲပြောင်းလဲသွားပါစေ United ရဲ့ရုံးကန်နေတဲ့ပုံစံကတော့ဘာမှထူးခြားလာမှာမဟုတ်ပါဘူးအဝေးကွင်းမှာတေးတမတ်ရောက်နိုင်ခဲ့တာကိုပဲအောင်မြင်မှုတစ်ခုလိုမှတ်ယူနေရတဲ့ United အနာဂတ်ကတော့တကယ်ကိုရင်လေးစရာကောင်းလာပါတယ်ပရိသတ်တွေအနေနဲ့ United ရဲ့လက်ရှိပုံစံမျိုးကိုကျင့်သားကြနေပြီဖြစ်တာကြောင့်ဘာမှထူးထူးခြားခြားခံစားနေရမှာမဟုတ်တော့ပါဘူး United ဟာအစင်လာရအသင်းကြီးဖြစ်ခဲ့ပေမဲ့လက်ရှိမှာတော့အားလုံးရဲ့ဗဆက်ဖျားမှာလောင်ပြောင်စရာအသင်းအဖြစ်သာရှိပါတော့တယ်အားလုံးကိုကျေးဇူးထိုးပဲတင်ရှိပါရခင်ဗျာ